နေတာကရိုဒိုဘရိုသွားနေတယ်ရိုဒိုဘရိုအကြောင်းတော့ဒီမှာ AC ရှိပြတယ်လောဆယ်ကဒီမှာရှိတဲ့ State Highway မှာState Highway 1B ကနေတော့ဘာလို့ရုပ်ရှောက်လမ်းသက်သက်ဒီမှာလမ်းတွေကဒီကလမ်းတွေကတော်ရရကောင်းကြပါဒါပေမဲ့တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ကြောက်ချောလမ်းတွေRiver Road လို့ခေါ်တယ် River Road တွေရှိတယ်ဟိုနေ့ကတော့မားပြီး River Road ကိုရောက်သွားတယ်193 ကီလိုမီတာ River Road မောင်းလိုက်တာတော့စိတ်ညစ်သွားဒီနေ့ရိုဒိုဘရိုကိုအော့ကလန်ကနေပြီးတော့ဘယ်လောက်မောင်းမလဲဆိုတော့2 နာရီခွဲနဲ့3 နာရီဘာချလိုက်တော့မောင်းမယ် depends on traffic မောင်းကြည့်ပြီးတော့အဲ့လောက်မောင်းအမေတိတ်တော့ဒီမှာနေရာဒီဆိုတော့8 ခွဲ9လောက်မှနေရာဝင်အဲ့တော့ဒီမောင်းလို့စင်ပြပါအော်ကလန်နေညနေ9 နာရီလောက်ကမှထွက်လာတယ်ဆိုတော့6 နာရီတော့တဲ့နေဝင်တော့3 နာရီလောက်တော့ဒီတော့စင်ပြပါတန်တော့ထူပြီးသွားတယ်တော်တော်ပြင်အောင်ပါတောက်ကြနေတော့ကွာဒီမှာလူကတော်တော်များတာပဲတင်ထားလောက်အောင်များပြတယ်daily routine မီးကိုကြောင်လို့လုပ်တာမမီးကိုကြောင်လို့ပေါ့ပြင်မာလေးလည်းအတိုက်လို့ဆဲမှာမဲစာပြင်လုပ်တာAdventure Playground ကိုဒီနေ့
သွားတာပေါ့နော်အဲ့မှာကျွန်တော်တို့ short camp ဖြစ်ကြမှာကျွန်တော်တို့ခုန camp site ထိုးတဲ့နေရာနဲ့အဲ့နေရာနဲ့ကတော့တိတ်မဝဲဘူးအဲဒါပေမဲ့မိနစ်20နာရီခွဲလောက်တော့မအောင်ရိုဒိုရူပါမှာပဲ Safety slide it off to unlock it just so you can feel and your trigger. And that is fire. And that is back to no fire. Alright, now this will flip out All the way down. And those are gonna. Now it's Yep. gonna Yeah. pop it out. Keep on opening it. Alright. One shot, eh? Okay. Keep on.ဒါလေးကတော့စီဝင်ဖြည့်တုံးတန်ရှင်းရေးပေါ့ဒီနေ့ကတနက်ပစ်ပြီးတော့ကို camp site ကိုပြန်လာကားတွေကတော့အများကြီးပဲကားတွေအပြည့်ပဲတဲ့ဒီကအပြည့်ပြင်းရေဆော့တဲ့လူတွေကဆော့ဒီဆော့လိုက်ပြန်တက်လာလိုက်ဆော့လိုက်ပြန်တက်လာလိုက်ပြန်ဆော့လိုက်လူတွေကတော့လည်းမဲသိဘူးပေါ့ညနေ9နာရီခွဲနေကိုကြည့်ပါဦး။နေလုံးဝမကြောက်။ဒီကတော့ပြန်မှန်းသွားတယ်။ဟဲ့ပြန်ဖြစ်တယ်လေ။ဒါတော့ကမ်ပင်မှာလုပ်တဲ့ချီလီဆော့ပါကြက်ကင်နဲ့စားဖို့တစ်ပင်တွေပွားနေပြီးတော့တနေရာနဲ့တနေရာကိုအကုန်လုံးချိတ်ဆက်ထားတာ။အိုးဘတ်ဒီအများကြီးဒီမှာတော့သူပြထားတဲ့လမ်းကြောင်းကြီးရှိတယ်ရိုဒိုရူဝါမှာရှိတဲ့ရိုဒိုရူဝါဆိုတော့ဘေးတော့ပလန်တီမှာရှိတဲ့ Red Bull ဆိုတဲ့နေရာပြောင်းတော့တဲ့တိထားတော့စားတော့မဖတ်တယ်တော့တဲ့တိထားတာဧကဟက်တာ250ကျော်ရှိတယ်အကုန်လုံးပိုင်းထွီးတွေပဲအကုန်လုံးစိုက်ထားတာနှစ်ပေါင်းတော်တော်ကြာတယ်ဒီထဲမှာရှိတဲ့တစ်ပင်ရဲ့လုံးပတ်ကိုတစ်ချက်ပြအောင်အဲဒီ
အဲ့ဒီကြီးတဲ့ပင်အများကြီးရှိသေးတယ်ဒီကောင်ကတော့ trucking way ဒီကနေတွိုင်းဘယ်ရောက်လဲတော့မသိဘူးတခါမှမလျှောက်ကြည့်ရသေးဘူးဒီအပင်ကတော့ပုံမှန်ကြည့်လို့ရင်တော့ပုံမှန်ပဲဒါပေမဲ့ဒီမှာကြည့်လိုက်လဲနေတဲ့ပင်စီကနေပြီးတော့အပင်ပြန်ပေါက်ထားတာပင်စီကလဲနေတာဒါခုနှစ်တည်းလဲတာတော့မသိဘူးဒီအပင်တက်တန်းရဆိုရင်တော့ဒါတော်လေးကိုကြာပြီဒီမှာအမြင့်ဆုံးနားမှာ2ပင်လဲသွားတဲ့အပင်ကိုင်းကနေထပ်ပေါက်တဲ့1ပင်2ပင်3ပင်ဒီနားမှာသေးလေး1ပင်4ပင်ဒီမှာ4ပင်ဟိုမှာ2ပင်အားလုံး6ပင် That's beautiful beautiful nature ဒီနေရာတော့ဒီ redwood ကိုတော့နောက်ထပ်အချိန်တရက်ပေးပြီးတော့တက်ထက်လာပြီးတော့ဒီတဲကိုတော့ပတ်ကြည့်မှရမယ် Looks like an umbrella. This is that. Bon appétit. Ya le va. Look down and got me daddy, got in a much we Oh, look got to be safe alone, so young we done. Probably got the daisy to put on the way, man. Maybe sitting away, money, gone, might be.